ဒါနရဲ့ကောင်းမှုရဲ့အကျိုးရှိမရှိကိုတစ်ခုလေးပဲစဉ်းစားလူဘဝမှာလူလာဖြစ်တဲ့အခါမှာတချို့ကစားစရာတောက်စရာမရှိတဲ့ဆင်းရဲတဲ့အိမ်တော့မွေးတယ်တချို့ကတထေးအိမ်မွေးတယ်အဲ့ဒီနှစ်ဦးကဘာကြောင့်ဒီလိုဖြစ်ရလဲဘယ်သူကပို့လိုက်တာတော့နော်သူကိုယ်တိုင်ရွေးချယ်တာတော့မဖြစ်နိုင်ဘူးသူကိုယ်တိုင်ရွေးချယ်လာတဲ့ဆိုရင်လူတိုင်းဟာဟုတ်လားတဲတဲ့ဝင်မှာမဟုတ်ဘူးတိုက်ဖို့ကြီးပဲတက်ကြမှာပဲချမ်းသာတဲ့အိမ်သွားကြညမှာပဲလေတဘာဝအဲ့တော့ကတရားပို့လိုက်တယ်ဆိုတာထင်ရှားတယ်ကိုလုံးချမ်းသာတယ်လို့ပြောရလောက်အောင်လေဘာမှမလုပ်ရသေးခင်ကလေးကချမ်းသာတဲ့မိသားစုဘဝရောက်သွားတယ်အဲ့ဒါဘယ်သူကလုပ်ပေးတာတော့လို့ဆိုရင်ကိုလုံးခဲ့တဲ့ဒါနကောင်းမှုတွေပဲလို့ဒီအကြောင်းပဲရှိတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားချမ်းသာခြင်းနဲ့ဆိုရင်ချမ်းသာခြင်းအကြောင်းဖြစ်တဲ့ဘဝမှာစီးပွားဥစ္စာတိုးတက်တယ်ဒီပစ္စည်းဥစ္စာနဲ့ပြည့်စုံတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒါနကောင်းမှုရှိလာလို့ရှိရင်သူ့အတွက်ဘဝမှာအလုံးဟာအစဉ်သင်းဖြစ်နေတာဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေအတွက်မှာအစဉ်သင်းဖြစ်နေတယ်အဲ့တော့ဒါနကောင်းမှုပဲလုပ်ပါဒီလိုဆိုလို့တယ်နော်ဆုတောင်းနေုံနဲ့တော့မရနိုင်ဘူး